မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုယ်စိတ်နှပါကျန်းမာချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင် BN ရဲ့ပေါင်းမှာကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမကြိုက်တဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်ဆရာမခင်ခင်ထူးရဲ့ကြိုးတန်းဆိုတဲ့ဝတ္ထုလေးပါမြတ်တရက်ခံချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုlike and subscribe လေးလုပ်ပေးပါဦးနော်ကြိုးတန်းကိုเจ้าနေဟာတဲပြင်ပေါ်မှာပဲပဲနေနေကြီးထိုင်ချလိုက်တယ်။တနေကုန်တရွရွပူထားတဲ့တဲတွေဟာရေတပိုင်းစိုးနေတဲ့ကိုเจ้าနေရဲ့ပစိုးရည်စုကိုဖောက်ပြီးပူးနေသေးတယ်။ဒါပေမဲ့ကိုเจ้าနေမှာပူချင်းအေးချင်းရဲ့လို့ဘာခံစားချက်မှရှိဖို့မရဘူး။ဒီချင်းချင်းစပင်းလေးအုပ်နေတဲ့နေရွက်ကြားကဆေးလိပ်တူကိုမီးညှိပြီးအေးအေးဆေးဆေးဖွာလိုက်လို့ကိုเจ้าနေဖွာလိုက်တိုင်းရဲကနေတက်လာတဲ့ဆေးလိပ်မီးစာကိုကြည့်ရင်မနဲ့တုံးကသူပြစ်လိုက်တဲ့ကွန်ချက်ကိုပြန်ပြီးသတိရလေရဲ့မနဲ့ကသူပြစ်လိုက်တဲ့ကွန်ဟာရေပြင်ပေါ်ကိုရွှမ်းကနေပုံကျသွားတာမှတကယ်ကိုဝိုင်းဝိုင်းဆက်ဆက်ကြီးခဲသေးတွေလည်းမညှိဘူးကွန်လည်းမထက်ဘူးဒါကိုပဲကိုเจ้าနေသဘောကျနေတာကွန်ထဲမှာငါပါမပါလေကွန်ချက်ကြအောင်ပြစ်တတ်တာကိုကငါဖန်သမားရဲ့အရေးချင်းတစ်ခုမဟုတ်လားဒါကြောင့်လေကိုเจ้าနေတယောက်သူ့ကိုယ်သူအကျဉ်းနဲ့ကြီးကျဉ်နဲ့နေတာပေါ့အဲ့ဒီကွန်ချက်နဲ့ငါပိတ်တာစီငပတ်ကြီးတကောင်ဖမ်းမိထခဲ့တာတက်ကိုသူ့ကွန်ချက်ဝိုင်းဝိုင်းဆက်ဆက်ကြီးကိုသူကျဉ်နဲ့နေတာပိုသေးတယ်။တီးတဲ့ကျဉ်နဲ့တာကသူ့စက်ချက်ကိုတစ်ဖက်တဲရကိုလှဆောင်မသိသေးတာပဲ။အဲ့ဒီနေရာကိုမနစ်မနဲ့အစောကြီးတဲ့ကသူစပြီးတွေ့ခဲ့တာပေါ့။မြစ်ကပားကြီးတနေရာမှာငါးတွေပစွန်တွေအုံဖွဲ့ချင်းဖွဲ့နေတတ်တဲ့ဂလိုင်းပေါက်ကြီးကိုသူစတွေ့ခဲ့တော့ကတော့တိတ်ဆိတ်ဝင်စားလာတာမဟုတ်ပါဘူး။သူတို့လိုကွန်သမားတွေအတွက်မြုံသမားပိုက်သမားတွေလိုငနိုးပေါက်ကလေးတွေကိုငါးလှုပ်ဖမ်းကျင်ကြတာမှမဟုတ်ပဲကွန်သမားဆိုတာကငပတ်ကြီးတွေငချောင်းကြီးတွေငအုံတုံကြီးတွေကိုကိုယ့်ကွန်ရက်ထဲပအောင်ဆွဲကျင်ကြတာကလားဒါမှလေကွန်သမားဆိုတဲ့ဂုံတိတ်ခါရှိတော့မှာပေါ့ငစင်ရိုင်းလောက်ငဖဲအောင်းလောက်နဲ့ကွန်သမားလှုပ်ချင်လို့မကောင်းဘူးလေတခါလောက်ဖြစ်ဖြစ်ငါးကြီးငါးကောင်းတစ်လက်ဖမ်းဘူးရဘူးပါမှဒါကွန်သမားကိုเจ้าနေရတော့ကွန်သမားပီယုံတော့မကတော့ပါဘူးကွန်ဝါတော်ရင့်နေပြီကွန်เจ้าနေလို့တော့ခေါ်နေကြပြီပဲဒါကြောင့်မနေ့တုန်းကတွေ့ရတဲ့ဂလိုင်းကြီးစီကိုဒီကနေ့တစ်ခေါက်ထပ်သွားခဲ့တာပေါ့မြစ်ရေပြင်ပေါ်မှာလေဖြူကလေးရှက်တိုက်ပြေးသွားတော့ရေခရက်လေးတွေကအရာထင်းတဲ့ဆိုယုံကလေးတပွက်ပွက်ထားလို့ပလုံကလေးတွေတော့စီနေလိုက်သေးဒါဆိုရင်ငါးကလေးတွေပစွန်ကလေးတွေတိုးနေတဲ့သဘောဒါပေမဲ့သူတစ်ဖက်ကိုလှေဦးမလှဲ့ခင်လေးမှာပဲဘွက်ခနဲထပွက်လိုက်တဲ့ရေခရက်ကြီးကိုသူတိတိကျကျမြင်လိုက်တယ်။လှေကိုညင်ညင်သာသာလေးလှော်ရင်ကွန်ကိုအသာမရင်ခဏစောင့်နေလိုက်တယ်။ရေအောက်မှာလှိုင်းကလေးတွေတွန့်ကာကွေးကာရေရက်ကလေးတွေထလာတော့မှတေချာသွားပြီလို့တွက်လိုက်တယ်။ဒါဇက်တူသားစားတတ်တဲ့ငါးကြီးတကောင်ကောင်ဆိုတာကိုเจ้าနေအတက်တွေးလိုက်ပြီးသား။ကွန်ရဲ့သုံးပုံတစ်ပုံလောက်ကိုဘဲဘက်တစ်ထောင်နဲ့မြှောက်ချိတ်လိုက်ပြီးကျန်တဲ့သုံးပုံနှစ်ပုံလောက်ကိုညာဘက်လက်နဲ့အသာဆွဲယူတယ်။ပြီးတော့ကြရက်ထနေတဲ့နေရာစီကိုရွှမ်းကနေအုပ်ချလိုက်တယ်။ကိုအနားတွေကရေပြင်ပေါ်မှာလှလှပပဝိုင်းဝိုင်းဆက်ဆက်ကြီးပုံကျသွားလေရဲ့။အောင်ကလေးပါပဲ။သူ့လက်ထဲမှာကင်ထားတဲ့ကွန်ထိပ်ပိုင်းဟာတဆက်ဆက်ခါလာတယ်။ရေပေါ်မှာရှိနေတဲ့ကွန်စတော်ဒီလောက်ခါနေပိုက်ထဲမှာရှိနေတဲ့ငါးကတေးသေးကွေးကွေးတော့မဟုတ်နိုင်ဘူးဆိုတာကိုเจ้าနေရဲ့လက်ကသိတယ်။အာယုံခံစားမှုနဲ့သိတယ်။ထင်တဲ့အတိုင်းပါပဲ။ငါးပိတ်တာနီးနီးလောက်ရှိတဲ့ငပတ်ဖွေးဖွေးကြီးတစ်ကောင်ကိုเจ้าနေဖမ်းမိခဲ့တာပါပိုက်ထဲမှာဖြက်ခါယုံနေတဲ့ငပတ်ကြီးကိုမိပြီးခါမှရှော့ထွက်မတော့ကိုเจ้าနေခဲရခဲစစ်ဖမ်းယူခဲ့ရသေးတယ်ဒီလိုအကောင်မျိုးကတိတ်ကင်းပါတယ်မဟုတ်လားကွန်ကွက်ကစိတ်ပင်မဲ့ဘယ်နေရာကရှော့ထွက်ရနိုင်မလဲဆိုတာသင်တို့ကလည်းသိတယ်ရေထဲမှာတော့ဒီလောက်အကောင်ကြီးအောင်နေလာနိုင်ခဲ့တဲ့သတော်ဝါပြီပဲဒါပေမဲ့ဒီတချီတော့သူ့တဲ့အတွေ့အကြုံကြီးတဲ့ကိုเจ้าနေနဲ့တွေ့သွားတော့ငပတ်ခမလှေဝမ်းထဲမှာဖြက်ကိုလူးလို့ကိုเจ้าနေကကွန်နေကနေတတိနဲ့ထုတ်ပြီးလှေကကျန်းနဲ့ဖိပိတ်ပစ်လိုက်တယ်လှေကျန်းပြင်ကိုမန်ကြီးကြီးနဲ့တဖြန်းဖြန်းခါရိုက်နေလိုက်တာကမှလှေဝမ်းနောက်ကွဲသွားမလားမှတ်ရတယ်ဒါပေမဲ့ကိုเจ้าနေကလှေကိုတောင်ဆက်ပဲခတ်သွက်ကလေးလှော့သွားပြီးသူမိမမတ်ကျော်လက်ထဲအပ်လိုက်တော့ဒီအကောင်ကိစ္စချောပြီပေါ့ဒီငပတ်ကြီးကိုခံတောင်းနဲ့ထည့်ပြီးအရှိဘက်ကမ်းမှာရောင်းဖို့လှေလော်ကူးသွားတဲ့မတ်ကျော်မျောရတာတော့နေဝက်ကျိုးခဲ့ပြီပေါ်မလာသေးဘူးကိုเจ้าနေကတော့မတ်ကျော်ကိုမျောတယ်ရေလိုလည်းမဟုတ်ပါဘူးဒီ
ဒီလိုငါးမျိုးကတေချာပေါက်အယောင်းသွက်တာဈေးကောင်းရတာ तू သိပြီးသားပဲတီတော့တဲပြင်ပူပူကြီးပေါ်ပဲပဲနေနေကြီးထိုင်ဆေးလိပ်ဖွာရင်သူ့စိတ်ကူးနဲ့သူကက်ဆက်တလုံးမျက်စိနဲ့မြင်ကြည့်နေမိတယ်ကိုเจ้าနေကက်ဆက်လိုချင်တာကြာပြီလေဒီတခါတော့ဝယ်နိုင်တော့ပါရဲ့ကက်ဆက်ဝယ်ဖြစ်ရင်တော့လားကိုเจ้าနေပြုံးနေကိုเจ้าနေတယောက်ကက်ဆက်တလုံးလိုချင်နေခဲ့တာတော်တော်ကိုကြာဆိုသူတို့နေတဲ့နေရာလေးမှာကက်ဆက်တလုံးကတော့ရှိကိုရှိတဲ့နဲ့လို့ကိုเจ้าနေထင်တယ်လေသူတို့နေတဲ့နေရာကလေးကအေယာဝတီမြစ်ရဲ့ဟိုဘက်ကန်းဒီဘက်ကန်းဘဲကန်းနဲ့မှမနီးတဲ့ရေလေကောင်ကတောင်ကျွန်းကလေးတစ်ခုဆိုပါတော့တောင်ကျွန်းလို့သာခေါ်ရတာပါတကယ်တော့အေယာဝတီမြစ်ကြီးတဲ့ကြောက်ပြင်ကလေးတစ်ချက်ချထားသလိုဝိုင်းဝိုင်းမို့မို့လေးပေါ်နေတဲ့တောင်ကရုံးကလေးပါအဲ့ဒီတောင်ကရုံးပေါ်မှာကိုเจ้าနေတို့တငါတဲကလေးရဲ့ကိုလာဆောင်တို့တငါတဲကလေးရဲ့ဒီတဲကလေးနှလုံးပဲရှိတယ်ဘေးဘက်လယ်မှာကတသွင်သွင်စီးဆင်းနေတဲ့မြစ်ရည်ပြင်ကြီးပဲရှိတယ်ကန်းတစ်ဖက်ကတော့အတော်ဝေးစီမှာရှိတယ်။ကိုလာဆောင်ကလည်းကိုเจ้าနေလို့ကွန်သမားပါပဲ။ဒီတော့သူတို့နဲ့အဆင်ပြေရာတောင်ကရုံးလေးပေါ်မှာတဲထိုးပြီးနေကြရတဲ့ဘဝတူတွေပဲဆိုပါတော့။တောင်ကရုံးဆိုတာမျိုးကလည်းနေရာအတိတကျရှိတာမျိုးမဟုတ်ဘူးလေ။ဒီနှစ်ဒီနေရာမှာပေါ်ပေမဲ့နောက်နှစ်ကျတော့ဟုတ်ချင်မှဟုတ်တော့တာ။ရေထဲမှာရှိတဲ့နေရာဆိုတော့မရေရဘူးပေါ့။ဒီတော့တောင်ကရုံးလေးတွေပေါ်ရာနောက်ကိုသူတို့နှစ်ဆင်လိုလိုက်ကြရတယ်။ကန္နာတစ်ပင်ကားမှမြဲချင်မြဲဦးမယ်သူတို့ရဲ့တောင်ကရုံးလေးကတော့မမြဲဘူးတခါတလေမြအေယာဝတီမြစ်ကြီးကသူတို့အတွက်နေရာကလေးတနေရာစားတောင်သဘောထားကြီးကြီးမထားနိုင်ပဲလောဘကြီးချင်းကြီးနေတတ်တယ်လို့တခါတလေကြပြန်တော့လေအေယာဝတီကသူတို့အတွက်ငါးတွေဖွက်ချင်ဖွက်ထားတတ်ပြန်ရောဒီနှစ်တော့အေယာဝတီကသူတို့အတွက်နေသားတကြတောင်ကရုံးလေးတစ်ခုမွေးဖွားပေးခဲ့ပြန်ပြီဒီတော့လေကိုเจ้าနေနဲ့ကိုလှဆောင်တို့တဲနီနာချင်းမိတ်ဆွေဖြစ်ခဲ့ကြတာပေါ့အစကတော့သူတို့တယောက်ကိုတယောက်ကူညီဆောင်ရှောက်ခဲ့ကြပါသေးတယ်တယောက်ခင်းတယောက်စားတယောက်သွားတယောက်လိုက်နဲ့အစဉ်ပြေခဲ့ကြတယ်ပြောပါတော့အလုတ်တူဘဝတူချင်းတွေကိုဆင်းရဲသွားကြမှာငတ်သွားကြမှာလည်းမကြောက်ကြဘူးသူတို့အတွက်ဆင်းရဲတာဘာမှမဆန်းဘူးဒါပေမဲ့ထူးဆန်းတာကသူတို့မှတဦးဦးကကိုယ့်တဲ့ပို့ပြီးရှိသွားမှာဘူးတော့ကြောက်ကြတယ်တီတော့တစ်ဖက်ကိုတစ်ဖက်စောင်းခဲ့ကြည့်ရင်လည်းမသိမတောင်ဝင်းတိုစိတ်ကလေးတွေကိန်းအောင်လာခဲ့တာတိတ်မကြလာသေးဘူးကိုเจ้าနေရကွန်ပစ်ကောင်းတယ်လို့ကိုလာဆောင်းကလည်းအေယာရီမြစ်ကြီးကိုနောချင်နေတဲ့လူတစ်ယောက်ပါပဲမြစ်ရည်အတက်ကြကိုကြည့်ပြီးငါးရှာတတ်တယ်ကြမဆွဲရင်ငါးတွေဘလို့ကြတတ်တာရေတိုးငါးတွေဘလို့မြူးတတ်တာကိုလာဆောင်းသိသားပဲဒါပေမဲ့ကိုเจ้าနေကိုမပြောဘူးကိုเจ้าနေရတဲ့သူ့ကွန်ပစ်ပညာတွေကတင့်ရကောင်းရလေးတွေကိုလျှို့ဝှက်ထားတတ်တယ်ဒါပေမဲ့ညနေဆောင်လို့တစ်ဖက်ကန်းကိုလှေနဲ့ကူးပြီးအရက်တောက်ကြတာကြတော့အတူတူဖြစ်နေပြန်ရောညတိုင်းတဲနှလုံးကြားကတဲပြင်ပေါ်မှာရောက်တက်ရစကားတွေထိုင်ပြောကြတော့လေတွဲပါပဲလူမနီးသူမနီးရေပြင်ကြားကတိတ်ဆိတ်နေရကလေးအတွက်ကက်ဆက်တလုံးလိုချင်နေကြတဲ့စန္ဒကလည်းဒီနေရာမှာထပ်တူပါပဲအဲ့ဒီကက်ဆက်ကလေးကိုတယောက်ယောက်ကအရင်စောက်ဝယ်ဖြစ်လိုက်မှကိုစိုးရိမ်နေကြတာကလည်းတသက်ဘောတည်းပါပဲဒါကိုသိလို့ကိုเจ้าနေကက်ဆက်ကိုအလင်းအမြန်နဲ့အယူမှုလိုချင်နေခဲ့တာပေါ့သူမိမမတ်ကြော့ကိုယ်တိုင်ကလည်းဝတ်ဖို့စားဖို့အတွက်ဘာတစ်ခုမှမပူစားပဲကက်ဆက်တစ်လုံးသာဝယ်ပေးဖို့ပူစားနေခဲ့တာအချိန်မောင်းမနေတော့ဘူးမတ်ကြော့ကတချင်းဆိုလို့ကလေးချော့တေးကလေးတောင်မြည်တတ်တာမဟုတ်ဘူးဒါတစ်ဖက်တဲကကိုလာဆောင်ရဲ့မိမမလှစိန်ကိုကြွားချင်တာတက်တက်ပဲဆိုတာကိုเจ้าနေအတက်သိတယ်ဒါကြောင့်လဲမတ်ကြော့အလိုကိုပိုဖြည့်ခြင်းနေမိတာကလည်းပါတယ်မကြော့ပြန်လာတော့နေတော်အတော်ဆောင်နေပြီအနောက်မိုးကုတ်ဆော်ဝိုင်းစီကတဖြည်းဖြည်းငိုက်ဆင်းလာတဲ့နေလုံးရဲ့လိမ္မော်နီအောင်အသွေးတွေကရေပြင်ပေါ်မှာဗဒမြားရည်တွေဖြန်းချထားတယ်ကိုเจ้าနေရဲ့အတွေ့ထဲမှာတော့တွန်တေးဆိုးအောင်ရဲ့တခြင်းတွေပေါ့လေမကြော့ပြန်လာတာကိုတော့မသိနိုင်လောက်အောင်လေတဖြူဖြူသဲတောင်ကန်နဖူးမှာကိုเจ้าနေတယောက်ပလက်လှန်ရဲ့ကြီးအိပ်ပျော်နေတယ်ကိုเจ้าနေမကြော့ကတဲပြီးမှစော့နေတဲ့နုဆုကလေးကိုတော့ကောက်မချီအားသေးဘူးကိုเจ้าနေရှိရာတောင်ဆက်ကိုအပြေးကလေးသွားပြီးကိုเจ้าနေကိုလှုပ်နှိုးတယ်အိမ်မက်ထဲမှာကက်ဆက်အကျယ်ကြီးဖွင့်နေတဲ့ကိုเจ้าနေတယောက်မကြော့ကခလုတ်ကို6ခနဲပိတ်လိုက်တော့အိမ်မွန်စဝါနဲ့ထထိုင်တယ်ဟင်းမကြော့ပြန်လာပြီလားမကြော့ကပါဇက်ကမဖြေပဲခက်ပြုံးပြုံးကြီးလှုပ်ရင်ရင်ဘတ်ကြားထဲက900တန်တွေကိုထုတ်ပြပြီးအဖြေပေးလိုက်တယ်ကိုเจ้าနေမျက်နှာကြီးဝင်းထိန်သွားလိုက်ပုံကနေလုံးကြီးကတော့အရှုံးပေးရတော့ပါရဲ့ဝါတာအရနဲ့မကြော့လက်ထဲကပစံတွေကိုလှမ်းယူပြီးတဲတဲ့ကိုအပြေးဝင်သွားတယ်
နောက်ခေါင်းဝန်းချုပ်ရတဲ့လက်ရှို့ဆန်းပြီးအရင်ကထည့်ထားတဲ့ငွေစာလေးတွေထုတ်ရည်တယ်။မှုတွေကတဲကလေးထဲမှာလွင့်လို့မကြော့ကကိုเจ้าနေပြီးမှတမြေခွေထိုင်ပြီးကလေးပါးစပ်ကိုနှုတ်တက်ရင်ပြည့်လူနေပြီလားကိုเจ้าနေကိုเจ้าနေကမျက်မှောင်ကျုပ်ပြီးစဉ်းစားဟန်ပြုတယ်။တော်တော်နဲ့အပြေမပြီးတော့မကြော့ကအားမလို့အားမရနဲ့ကိုเจ้าနေလက်ထက်ကငွေတွေကိုဆက်ခနဲလှုပ်ပြီးကိုယ်တိုင်ရည်တယ်။ရင်ခွင်ထဲကကလေးကအဝင်ခွင်ကြမဖြစ်သေးတဲ့အစာကိုဟိုဟတ်တီဟတ်လို့ရင်ဒေါသတကြီးတစ်ချက်ကော့ထိုးတယ်။ဒါကိုမကြော့ကငွေအရေးပြရပါမလားဆိုပြီးကလေးရဲ့တင်မောက်ဖြန်းကနေတစ်ချက်ချလိုက်တာကလေးကဝါကနေငိုတော့တာပဲဒီဘက်တဲကလေးထဲမှာကလေးငိုတန်နေစီစီညမ်းနေတော့မှဟိုဘက်တဲကကိုလာဆောင်မိမမလှစိန်တယောက်ကတော့တနေ့လုံးရောင်းမကုန်ခဲ့တဲ့ငပြင်းတောက်တွေကိုချီဖောက်နေတယ်သူ့ယောက်ျားကိုလာဆောင်ကိုစိတ်တူတူနဲ့ငချီးတွေတပြည့်ပြည့်နဲ့ညှစ်ထုတ်နေလိုက်တာဟာငကိုကနွမ်းရည်နေတဲ့ငပြင်းတောက်လေးတွေဆိုတာပျော့ဖက်လို့မလှစိန်တဘောကတော့ဒီငါးတွေကိုကုံအောင်စောင့်ရောင်းခဲ့ကြတာပါ450ရလဲနေတာမှတ်လို့ဒါပေမဲ့ကိုလာဆောင်ကတကြီးကြီးလေလှစိန်ငါဟိုဘက်ကန်းသွားဆရာရှိသေးတယ်နင့်ကိုစောင့်မပေးနိုင်တော့ဘူးဟာကြုံရလှေနဲ့သာပြန်ခဲ့တော့ဆိုတော့မလှစိန်မှာကရုဆက်လေးနောက်ဆုံးကောက်နဲ့အပြေးလွှားပြန်ခဲ့ရတယ်ခိုးဘက်တဲကမိကြောက်လှေကြုံတော့အမြင်သားဒါပေမဲ့မနေ့တုန်းကမြင်လိုက်ရတဲ့သူ့ပြက်ထဲကငပတ်ကြီးကြောင့်မိကြောက်လှေနဲ့မပြန်ကျင်တော့တာအပြန်လှေပေါ်မှာငပတ်ကြီးရောင်းရတဲ့ငွေလေးတပြားပြလှုပ်ရင်ကြွားနေမှမခံချင်လို့ပဲဆက်လီကို15ချက်ပေးစီလိုက်လာခဲ့တာလေလှစိန်နင့်ယောက်ျားလှဆောင်ရောဟာအနောက်တောင်ဘက်ကန်းနဲ့တော်ရင်နေ့လေတွေကကုသွားတာပဲဟုတ်လားဒါဆိုငါလိုက်သွားအောင်မယ်ကိုเจ้าနေရလှေကလေးနဲ့အနောက်ဘက်ကန်းကိုကုလိုက်သွားတယ်မြင့်ရည်ပြင်ပေါ်မှာခဲသားရောင်ရေလှိုင်းကလေးတွေတလွန့်လွန့်လူးလို့မကြခင်မှောင်တော့မဲ့လက္ခဏာမျိုးနဲ့ကောင်းခင်ကြီးတစ်ခုလုံးမှုံရီလို့လာပြီမကြော့ကတဲပြင်ပဲထွက်ရင်တစ်ဖက်တဲကိုလှမ်းကြည့်လိုက်တော့မလှစိန်တယောက်ငါးချီတွေဖောက်နေတာတွေ့လိုက်ရတယ်မလှစိန်တို့ကတော့ငါဟင်းစားရတော့မယ်ဆိုတဲ့အတွေးနဲ့ပီတီကလေးတောင်ဖြစ်သွားသည်ပီတီကမလှစိန်တို့ငါဟင်းစားလို့ဖြစ်ပေါ်တဲ့စေတနာပီတီမဟုတ်တာတော့သိကြတယ်ဘာလို့လဲဆိုတော့သူတို့တွေမှာရေထဲကငါးတွေသာဖမ်းရောက်နေကြတာငါးကုံမှငွေရမယ်မဟုတ်လားငါးမကုံတော့ကို့ဘာကိုချက်စားရုံကလွယ်လို့ပါတတ်နိုင်ပါတယ်လေဒီတော့တငါတဲ့ငါးစားရတာဟာကိစ္စကောင်းမဟုတ်ဘူးလေသူ့ကိုမကြော့လှမ်းကြည့်နေတာမြင်တော့မလှစိန်ရင်နဲ့အောင့်သွားတယ်လက်ထဲကငါးစလုံးကိုထမင်းအဖုံးပေါ်ခွက်ခနဲပစ်ချရင်ဟင်းအိမ်ကတင်တာတော့အရင်တော့ငါနဲ့ကိုမတူတော့ဘူးဒီရောက်မှအပေါင်းအသင်းဖြတ်တာနဲ့သင်ပြက်စီးနေတာနဲ့ဆိုလိုက်တော့မကြော့တကူလုံးစက်ခနဲမှတ်သွားတယ်အပေါင်းအသင်းဖြတ်တယ်ဆိုရအောင်ကဒီတောင်ကရုံးလေးပေါ်မှာသူနဲ့ကိုနဲ့နှစ်ယောက်တည်းရှိတာကမှဒီတဲကလေးနှစ်တဲမိသားစုနှစ်ခုတည်းမဟုတ်လားဒီမှာလှစိန်ညီစကားပြောရင်ကြည့်ပြောပါအေးစောင်းလားချိတ်လားမလုပ်ပါနဲ့အလို့တော့ကျုပ်မစောင်းရမချိတ်ရပါလားကျုပ်ကဒဲ့ပြောနေတာအေးဒဲ့ပြောနေတာနဲ့လို့တော့တယောက်တစ်ခွန်းစကားများကြတယ်မင်းမချင်းဆိုတော့သိကြတဲ့အတိုင်းအပြန်အလှန်မပြီးနိုင်မစည်းနိုင်ငယ်ကျိုးငယ်နာဖော်ကြတယောက်မကောင်းတာတယောက်ပြောကြနဲ့ပေါ့မကြော့ကညီကငါတို့စီးပွားတက်တောင်မနာလိုနေတာမဟုတ်လားလို့ဇူးကနေဆက်ခနဲမေးလိုက်တော့မလှဆိုင်ရလည်းမခံပါဘူးစီးပွားတက်တာဟုတ်လားဟာဟာရီကျင်လိုက်တာဖတ်ဖတ်မော်ရင်ဘတ်နောက်ကကြောဟွန်းစီးပွားတက်အောင်ညီကဘာတွေများဝေးရစားရလို့တော့ဘလို့များနေရထိုင်ရလို့တော့ကောင်းမရဲ့ဒီတောင်ရန်ခရုံးပေါ်တဲချင်းအတူတူပါပဲအေးအရှိဘက်ကန်းကမက်ကျင်လွန်လို့တိုက်နေတာနဲ့ဆိုလဲဟုတ်သေးတော့ငါသာတိုက်နေနေနိုင်တဲ့အဆင့်ဆိုရင်ဒီတောင်ကရုံးပေါ်မှာညီတို့ကိုမထားဘူးတောင်တစ်ပြင်းလုံးအပြည့်တိုက်ကြီးဟိထနေအောင်ဆောက်ပစ်လိုက်မယ်အေးကောင်းပါလေတော့ကောင်းပါလေအဲ့ဒီကြတော့မှကျုပ်ကဒုံးပြန်ကြီးစီးပြီးအလဲလာရအောင်မယ်တယောက်နဲ့တယောက်တဲကြီးမဲကြီးပြောဆိုနေလိုက်ကြတာအေယာဝရီရဲ့လှိုင်းပုတ်တန်ကိုတော့သူတို့မကြားနိုင်ကြပါဘူးအဲ့ဒါလိုမလှဆိုင်ကအညှောင်ထောင်လိုက်မကြောကပြန်ချီလိုက်မကြောကလေလုံးပစ်လိုက်မလှဆိုင်ကအစ်စ်ခွတ်ချလိုက်နဲ့မိကွက်ထွန်းချိန်သာရောက်ရောအနိုင်အရှုံးအဖြစ်မပေါ်သေးဘူးအရှိဘက်ကမ်းမှရောအနောက်ဘက်ကမ်းမှရောမိရောင်လက်လက်တွေနဲ့ထိန်ကြီးနေပြီသူတို့တောင်ကရုံးလေးပေါ်ကအမှောင်တဲမှာတော့ခွန်ကြီးခွန်းငယ်អော်ကြတော့အဲ့ဒါပဲကိုလာဆောင်တော့ကြောင့်ကျုပ်အချိုးနှိမ်ခံရတာတော်ညံ့လို့ကျုပ်လူစော်ကားခံရတာတော့ယောက်ျားသားတွေပြန်လာတော့မိန်းမတွေကငိုကြီးချက်မနဲ့အတီးတီးစီတိုင်ကြတယ်မလှစရဲ့စကားကိုကြားတော့ကိုလာဆောင်ရဲ့ရင်ထဲမှာဖြင်းကနေဖြစ်သွားတယ်တော့ကြောင့်တော်ညံ့လို့ဖြစ်ရတာဆိုတဲ့စကားလုံးတွေကသူ့ကိုအတော်လေးထိသွားတာ哦ကိုလာဆောင်ဆိုတာကတငါပေါ်ဝါနဲ့စခဲ့သူမှမဟုတ်ပဲငယ်စဉ်ကလေးကအေယာဝတီမြစ်ကြီးနဲ့ဖက်ပြီးကြီးပြင်းခဲ့တာဆိုပေမဲ့ကိုလာဆောင်ကတောင်သူတယောက်ပါ
မြစ်ဘေးကသူတို့ရွာကလေးမှာပဲနှမ်းလေးစိုက်လိုက်ပဲကလေးစိုက်လိုက်နဲ့နေလာခဲ့တဲ့သူမြစ်ရည်တွေတိုးတိုင်းသူတို့ရွာကလေးကိုရေတွေလွှမ်းခဲ့တာရေတွေလျော့သွားတိုင်းပေါ်လာတဲ့နှုံးတင်မြေကလေးပေါ်မှာထွန်ဟဲ့ရက်ဟဲ့စိုက်ပျိုးခဲ့ကြတာအခါပေါင်းမရေတွက်နိုင်တော့ဘူးအဲ့ဒီလိုတိုးလိုက်လျှော့လိုက်လှုပ်ရင်းနဲ့ပဲအေယာဝတီဟာသူတို့ရွာကလေးကိုဖဲ့စားသွားခဲ့တယ်လေကဘားတွေပြိုးမြေတွေပြက်ပြီးသူတို့ရွာကလေးတောင်နောက်ကိုဆုတ်ခဲ့ရပြီမဟုတ်လားသူလဲငါးရှာစားရတော့တာပါအချိန်ကြီးကြောင့်သာကုံကိုကင်ခဲ့ရပေမဲ့ကိုလာဆောင်မှာရင်းနှူကျုံကလေးပေါ်နိုးမျောကိုရင်တငါတဲ့ဘဝနဲ့တက်တန်းရှည်နေခဲ့တာကြပါပကောဒီကောင်ကြောက်နေလို့လည်းမရငါတို့တက်ကျေးဇူးကမ်းတာဒီတောင်ကရုံးလေးပေါ်မှာတော့ကိုလာဆောင်ကအရင်စပြီးတဲထုတ်နေခဲ့တာပါနောက်တစ်ပတ်လောက်ကြာမှကိုကြောက်နေလို့ရောက်လာခဲ့တာလေဒီတော့ကတော့လူသူဝေးတဲ့တောင်ကရုံးလေးပေါ်မှာကိုတူးတဲ့နဲ့စာရင်တိုးတိုးပူရီရဲ့လို့ရလာတာမို့ကိုလာဆောင်ဝမ်းသာခဲ့ရသေးတယ်ကိုကြောင့်ဒီလိုတငါကလေးလေးတောင်ဆက်မှာထိုးကတ်လာတော့ပစ္စည်းတွေကူချပြီးတဲကလေးကူဆောက်ပေးနဲ့ငါးရှာတာအစအရက်တောက်တာကအစုံနှစ်ယောက်သားတယုံယုံနဲ့သူ့ရှိတာကိုစားကိုရှိတာသူ့ကျွေးနဲ့နှစ်တဲကိုတတဲလှုပ်နေခဲ့ကြတာပါအခုမှငါးကြီးငါးကောင်းရတယ်ရဲ့လို့ငွေကလေးရွှင်လာတာနဲ့ပဲကိုကြောင့်ဒီစောင့်ကြွားလှုပ်တာကိုကိုလာဆောင်သတိထားမိတာကြပြီသူတို့ဘက်ကမှဒီလိုအတန်ထွက်လာရင်ကိုယ့်ဘက်ကလည်းအဆင်သင့်မယ်လို့ကိုလာဆောင်တွေးလိုက်တယ်ဒီမှာလှစိန်ဘာမှအားမငယ်နဲ့ငါတို့ကဒင်းတို့လိုရေမျောကန်းတင်နေမဟုတ်ဘူးကို့မှာရက်နေရွာနဲ့ရှိတယ်ဒီနှစ်တာမြင်းတို့ကျုံးလေးပေါ်ကြည့်စမ်းပါလားဟင်းကိုလာဆောင်ကအန်နေတင်းတင်းကြိတ်ထားလိုက်တာမိကျော်ကြီးတွေများထောင်းလို့ကိုလာဆောင်ရဲ့စကားကိုကြားလိုက်တော့မလှစိန်အငွေရက်သွားတယ်သူတို့မှအဲ့ဒီမျောလင်းချက်ကလေးရှိနေသေးတာကိုမလှစိန်မေ့နေတယ်ဟိုတလောကဈေးတန်းမှာရွာလူတွေနဲ့တွေ့တော့သူတို့ရွာမှာဒီနှစ်မြင်းတို့ကျုံးလေးဖော်နိုင်မယ်ထင်တယ်လို့ပြောတာသူကြားတာစောစောကသာတတိယလိုက်မိရင်မိကျော်ကိုဘာရှုံးပေးမှာတော့မြင်းတို့ကျုံးနဲ့ကင်ပေါက်လိုက်ပါရဲ့မြင်းတို့ကျုံးပေါ်ရင်ဘာလို့မှလဲကိုလာဆောင်မလှစိန်ကအာတက်တရရှိကိုတိုးလာတယ်မလှစိန်မေးလိုက်မှပဲကိုလာဆောင်ကအခက်တွေ့သွားတော့တာပဲမျောလို့သာမျောရတာလေဘာဆက်လုပ်ရမယ်ဆိုတဲ့စီမံကိန်းကချထားတာမဟုတ်တော့အစင်းစားရကြက်သွားတယ်မိဘောမှာစိုက်ခင်းကလေးဖြစ်ဖို့ဆိုတာအရင်ရှိရမယ်လေသူတို့မှာကလက်ကြီးပဲမဟုတ်လားချီငါလောအောင်ကလည်းအတိုးနဲ့ပဲရတာလေးထိုးဆန်မယ်ကိန်းမရှိတယ်စဉ်းစားရကြက်နေတဲ့ကိုလာဆောင်ကိုမလှစိန်ကတော့အကြံကောင်းညံကောင်းပြီးတယ်ဟုတ်ပြီဒီမှာကိုလာဆောင်ညီရရင်ကျုပ်တို့ငှဆကြမယ်တော့တဲ့ဒီတခါတော့သူမရမလှစိန်ကိုလာဆောင်အတော်ကလေးအထင်ကြီးသွားတယ်သူတွေးမထားတဲ့ထွက်ပေါက်ကိုမလှစိန်ကဖွင့်ပေးလိုက်တာမဟုတ်လားဒီဘက်တဲထဲမှာလည်းမကြောကငိုကြီးချက်မနေပါပဲကိုကြောင့်နေရဲ့မနာလိုဖြစ်အောင်ညီရဘာများဝေးရစားရလို့တော့တဲ့တောင်ကရုံးပေါ်ကတဲချင်းအထူတူပါပဲအေးတဲ့ကျုပ်ဘာပြန်ပြောနိုင်မှာတော့ဟော့ကိုကြောင့်နေကတော့တိုးဝင်နေတဲ့ဆေးလိပ်ကိုပဲဖိဖွာနေတယ်ကိုလာဆောင်တို့လင်မယားသူတို့အပေါ်မှာအမူအရာတွေပြောင်းနေတာကိုကြောင့်နေရိမ့်မိသားပဲအခုတလောအရက်တောက်ချိန်ကလွဲရင်သူတို့ချင်းမစုံမိကြတော့ဘူးတခါတလေမြစ်လယ်မှာလှေချင်းတွေ့နေတာတောင်လှမ်းစကားမပြောဖြစ်ကြတဲ့အထိမိမချင်းလည်းစီမကတ်ကြတော့ကိုကြောင့်နေသိတယ်ဒီမိမတွေရဲ့ပါဇက်တွေကတနေ့ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ तू ထင်ပြီးသားပါကိုကြောင့်နေတွေးကောင်းနေတော့လက်ကိုပူကနေဖြစ်သွားတော့မှအစီကံမှာလောင်းနေတဲ့စီလိတ်တို့ကိုတဲတဲ့လွှတ်ချလိုက်တယ်မိုးမနေစမ်းမနဲ့မကြော့ရဲ့ငါတို့ကဒင်းတို့ထဲတာပြီးသားပါဒီတခါငါတပွက်တာပွက်ကြည့်ကက်ဆက်တလုံးတေချာပေါက်ဝဲနိုင်ပါပြီဟာငွေကပြည့်လို့ပြည့်ခင်ဖြစ်နေလို့သာမနေ့တော့ကတော့ငါကိုချစ်တီးဆိုင်ကိုရောက်ခဲ့သေးတယ်အပေါင်ဆုံးဆိုပေမဲ့ခက်လက်ထဲရပါဘက်ထရီအိုးရဲ့တိတ်ခွေလေးငါဝေဝယ်ရမှာမို့ငါငွေစောင့်နေရလို့ပါဟာငွေစောင့်နေရလို့ဟုတ်လားဘသူစီကငွေတော့ကျောင်းစီစီနဲ့မကြော့ရဲ့ဥတူတူအမေးကြောင့်ကိုကြောင့်နေဒေါသတွေထောင်းကနေဖြစ်သွားပါတယ်ရေထဲကငါးတွေစီဟေးရေထဲကငါးတွေစီအဟုတ်ဗျာတို့ကဘသူစီကများရစရာရှိတာလိုက်လို့ဟွန်းကိုကြောင့်နေလို့ခြေတလုံးအိမ်တိုင်တငါသမားတယောက်ဖို့ရာကဘသူစီကမှရစရာမရှိဘူးဆိုတာသူတို့အတွက်အမှန်တရားပဲမဟုတ်လားမိုးကောင်းခင်ပေါ်မှာတိမ်ညိုတွေကခက်မြက်မြန်ကြီးကိုရွေ့ရှားနေတယ်အယောင်ပြောက်လှစဲနေလုံးကြီးကတော့တိမ်ညိုတွေအောက်မှာဖုံးအုပ်သွားခဲ့ပြီတောင်ပြင်ပေါ်ကသဲဝင့်ကလေးတွေတောင်ဖြူလွှတ်အယောင်ကနေခဲပုတ်ရောင်မှိုင်းလို့မလှစိန်ကလှေကိုတောင်ဆက်မှာထိုးကပ်ရင်တစ်ဖက်တဲကိုအရင်လှန့်ကြည့်လိုက်တယ်ဒီနေ့ငါးတန်းမှာမတ်ကျော့ဈေးလာရောက်တာမမြင်ဘူးလေသူထင်တဲ့အတိုင်းပါပဲမတ်ကျော့ဟာတဲဘေးကတဲပြင်ပေါ်မှာစောင်းကြောင်ကြီးထိုင်ပြီးဆေးလိပ်ဖွာနေလေရဲ့
သူ့ကိုကြောပေးထားပေမဲ့မက်ကြော့ရဲ့မျက်နှာမူရာဘလို့ရှိနေမယ်ဆိုတာမလှဆင်ကအတက်သိနေတယ်။ဒါကြောင့်လေကိုပြစ်ပေါ်မှာထိုင်ပြီးပိုက်ဖားနေတဲ့သူ့ယောက်ျားကိုလာဆောင်းကိုလှမ်းអော်ပြောလိုက်တယ်။ကိုလှဆောင်းကြီးဒီနေ့ငါးဈေးကောင်းချက်တော့ရက်ဆက်တယ်။ငစင်ရိုင်းတော့900ဈေးနဲ့ရခဲ့တဲ့တော့ဟင်းဟင်းဒီနေ့ငါးရောက်ရတာအသားအပါဆုံးပဲ။မလှဆင်ရဲ့ခနဲ့တဲ့စကားကိုကြားတော့မက်ကြော့ကိုเจ้าညီကိုပို့ပြီးစိတ်တူလာတယ်။အခုတလောလေရိပ်မိုးရိပ်ပြေးနေတာအကြောင်းပြပြီးကိုเจ้าညီငါးရှာလို့မရဖြစ်နေတာကြားပါဘကော။ငွေလိုပါတယ်ဆိုကမှငါးကရှားသွားလိုက်တာတော့လို့မက်ကြော့ပါဇက်ကနေဖြစ်တော့လှုပ်တော့ကိုเจ้าညီကငါးကရှားသွားတာမဟုတ်ပါဘူးဟာလူတွေကလောဘကြီးလွန်နေတာပါလောဘကြီးတော့ရသလောက်မတင်းတိမ်နိုင်ဘူးခါတိုင်းလဲဒီလိုပဲရတဲ့အခါရမရတဲ့အခါမရပါဘူးမက်ကြော့ရဆိုတော့မက်ကြော့ကရအောင်ရှာရမှာပေါ့ရအောင်ရှာမှာတော့လို့တကက်သေးအရေးတဲ့လောဘတွေမောဟတွေလုံနေသေးတော့ဒါပဲမနေ့ကငါကြီးမရမချင်းတော့ပြန်ကုန်မလာခဲ့နဲ့လို့အမိန့်ထုတ်လိုက်တယ်တကယ်လဲမိုးသာချုပ်ရောကိုเจ้าညီပြန်ပေါ်မလာသေးဘူးကိုเจ้าညီကိုမျှော်ရတာလဲမက်ကြော့မှာဗျိုင်းဖြစ်နေပြီမြစ်ထဲမှာလဲကိုเจ้าညီရဲ့တငါလေးကိုမှုံတော့မမြင်ရသေးဘူးမက်ကြော့ကစိတ်ဆိုးဆိုးနဲ့တဲတဲ့ကကွပြစ်ပေါ်ဝင်းခွေနေလိုက်တယ်အမေကြီးအဖေပြန်လာနေပြီမက်ကြော့တကူလုံးဆက်ခနဲဖြစ်သွားပေမဲ့မထပဲပေးအိတ်နေလိုက်တယ်အချိန်ကမိခွက်ထွန်းချိန်ရောက်နေပြီလေကိုเจ้าညီပြန်လာလို့ငါပါလာရင်လဲဘလို့လို့သွားရောက်တော့မလဲမက်ကြော့ရေဟေးမက်ကြော့လာစမ်းပါအောင်ငါတွေငါတယောက်တည်းမနိုင်လို့လာကူလှဲ့ပါအောင်ကိုเจ้าညီရဲ့အတန်ကလိုအပ်ထားတဲ့ပိုကျဲလောင်နေတယ်တစ်ဖက်တဲကကြားအောင်ခက်ကြွကြွကလေးမြောက်ပြောလိုက်တယ်ဆိုတာတစ်သက်လုံးပေါင်းလာတဲ့လင်းအတန်ကိုမက်ကြော့ကြက်မိတယ်တကယ်လဲငါးတွေမှာတထွေးကြီးငနုတန်းတွေရောငဖားမတွေရောငတလဲတို့တွေရောပြီးတော့ရှစ်ပိတ်တာတဲ့မငယ်တဲ့ငချောင်းကြီးရတကောင်ကိုเจ้าညီရဲ့ဒါတွေရတာများစောစောပြန်ခဲ့ပါတော့မက်ကြော့မှာအတန်တွေတောင်တုံးနေတယ်ဒီငါးတွေကိုရောင်းလို့ရမယ်ပတ်စံကို तू သိပြီးသားကက်ဆက်ဖို့ပြည့်ရုံပြင်ရှန်အောင်ထွက်လာအောင်မဟုတ်လားဟောဒီကောင်ကြီးကြောင့်ပေါ့ငါမှတနေကုန်စောင့်ဖမ်းနေရတာကရိုသမားဖိုးရေးကိုတော့အကူကြီးခေါ်ရသည်မနဲ့ကလေးကဒီကောင်ကြီးကငါ့ကိုလှည့်စားနေခဲ့တာဟာညနေစောင်းမှအုပ်မိတော့တယ်ကဲမက်ကြော့ငါးတွေအကုန်စီပိုင်းနဲ့ထည့်စမ်းမနဲ့ကြစောစောလေးသွားရောင်းကြတာပေါ့ဟာကိုเจ้าညီအတန်ကလည်းဝမ်းတာလုံးစို့နေတဲ့အတန်လုံးကြီးနဲ့မက်ကြော့ကတဲပြီးကတစ်သားစီပိုင်းတွေကိုရေးလှည့်ပြီးငါးတွေထည့်လိုက်တယ်လင်မယားနှစ်ယောက်စလုံးပျော်လိုက်ကြတာညစာတော့ပေါ့သလားငံသလားမသိလိုက်ကြတော့ဘူးမနဲ့လင်းတော့မက်ကြော့ကရေစက်ကိုသွားမျက်နှာတင်ရင်ငါးစီပိုင်းကိုငုံကြည့်လိုက်တော့မှပြဿနာပေါ်တော့တာပဲစီပိုင်းထဲမှာငါးတကောင်မှမရှိတော့ဘူးမက်ကြော့စီပိုင်းပြက်ကိုကြက်သေးသေးကြည့်ရင်ခဏနေတော့မှထအော်တယ်ကိုเจ้าညီရေဒီမှာငါးတကောင်မှမရှိတော့ပါလားတော့ဆူဆူဝါဝါအော်ချလိုက်တဲ့မက်ကြော့အတန်ကြောင့်ကိုเจ้าညီတွေမကပါဘူးတစ်ဖက်တဲကကိုလာဆောင်းတို့လင်မယားပါအကုန်လုံးနိုးကုန်ကြတာပါပဲဟင်းဟုတ်ပါရဲ့ဘလို့ဖြစ်တာပါလဲငါးတွေကတော့ခြေထောက်ပေါက်ပြီးမြစ်ထဲခုံမချပါဘူးကိုเจ้าညီဘာမှမစင်စားတအောင်ဖြစ်နေပါတယ်မက်ကြော့မှာတော့စီပိုင်းဟောင်းလောင်းကြီးကိုကန်ရင်ငိုတော့မလို့မျက်နှာနဲ့မဲ့လို့ပေါ့တစ်ဖက်တဲကမလှစိန်ကလည်းတအံ့တောနဲ့စီပိုင်းကြီးကိုလာငုံကြည့်တယ်တကယ်ပဲစီပိုင်းနဲ့ငါးတကောင်မှမမြင်တော့မလှစိန်ဇဝေဇဝါတောင်ဖြစ်သွားတယ်မက်ကြော့ကမတင်ကားတဲ့မျက်လုံးတွေနဲ့မလှစိန်ကိုကြည့်ရင်မနေ့ကမှစီပိုင်းနဲ့ထည့်ထားတဲ့ငါးတွေမနဲ့လင်းတော့ပျောက်ကုန်ပြီအရက်ကြလို့ကြီးကျုပ်တို့ရေလေကောင်ကတဲကိုတခိုးခိုးခံရပါဘောလားတော်တို့ရဲ့တအားဟစ်အော်ငိုလိုက်တော့မလှစိန်မှလန့်ဖြန့်သွားတယ်ရောင်ရမ်းပြီးဘေးဘီကိုလှည့်ကြည့်မိသေးရဲ့မက်ကြော့စကားကဘာစကားလဲဆိုတာကိုမလှစိန်သိတာပေါ့ဒီမှာမက်ကြော့ငါတို့လည်းဒီတဲတွေကတဖက်ဝါမှမရွေ့ရသေးဘူးညီတို့မကျင်နိုင်လာရှာကြည့်ကြငါတို့တခိုးလို့တော့မဆွဆွဲနဲ့ညီငါတရားမပါဘူးတခိုးဟုတ်တယ်ညီတို့ပဲဒီနေရာမှာဘသူရှိသေးလို့တော့ဟင်းအယုတ်တမာတွေမက်ကြော့ကထမိန်တူတူပအောင်ဝတ်တယ်ပြီးမလှစိန်ကိုဆွဲလုံမယ်ပြင်တော့ကိုเจ้าနေရတားတယ်မလှစိန်ကလည်းလာဆန်းဆိုတဲ့ပုံမျိုးနဲ့အသင့်ပြင်ထားတယ်ဒီလောက်ရုံရင်းဆန်ခတ်ဖြစ်နေကြတာကိုမတုံမလုံးရှိနေတာကတော့ကုလာဆောင်းပါပဲဝလုံးသားမှာလှမ်းထားတဲ့ပိုက်ကွန်ကိုယူပြီးသူ့လှေလေးစီကိုသွားတော့တာပါပဲဒါကိုမြင်လိုက်တဲ့ကိုเจ้าနေရဒေါသကြီးစောင့်တက်လာတယ်ဒါပေမဲ့ခဏအတွင်းမှာပဲသူ့ဒေါသကိုပြန်ထိမ့်ချုပ်ပစ်လိုက်တယ်လက်စုပ်လက်ကင်မရှိဘူးမဟုတ်လားမလှစိန်ကတော့သူ့တဲတဲကပစ္စည်းတွေကိုဇလုံးမကြံဖာတောင်းမကြံတုံမှောက်ပြနေလေရဲ့တကယ်တော့သူတို့ရဲ့တငါတဲလေးတွေမှာငါးဝှက်ထားစရာနေရာဆိုတကယ်လည်းမရှိပါဘူးအားလုံးတလက်ဟာငါးတွေကိုမြစ်ထဲသွန်ချပစ်တာပဲဖြစ်ရမယ်လို့ကိုเจ้าနေအတက်တွေးလိုက်တယ်ရှိပါစီတော့မက်ကြော့ရငါးပဲဟာ
မြစ်ကြီးရှိနေသည်ရှာလို့ရပါသေးတယ်ငါနှစ်ဆတိုးပြီးကွန်ပြစ်ရုံပေါ့ပြောရင်းကိုเจ้าနေကကိုလာဆောင်ကိုလှမ်းကြည့်လိုက်တော့လှေကလေးကိုချိုးဖြိနေပြီဟစ်လာဆောင်ထွက်တော့မလို့လားကိုเจ้าနေကမကြော့ကိုလွှတ်လိုက်ပြီးကိုလာဆောင်စီကိုသွားတယ်ကိုလာဆောင်ကမကြားဟန်ပြုတ်ပြီးလှေကလေးကိုကမ်းပေါ်ချနေပြီကိုเจ้าနေအနားကိုရောက်လာမှမရဲတရဲမော့ကြည့်ရင်လိုက်တော့မလားဟေ့เจ้าနေလို့အတန်ထိန်ပြီးမေးတယ်ကိုเจ้าနေကခက်တင်းတင်းတစ်ချက်စိုက်ကြည့်လိုက်တော့ကိုလာဆောင်ခေါင်းမှုန်သွားတယ်သွားနှင့်လှဆောင်ကြီးလှေကိုဦးလှဲ့ပြီးထွက်သွားတဲ့ကိုလာဆောင်ရဲ့ကြောပြင်ကိုကြည့်ရင်တခုခုတော့လုံမှဖြစ်မယ်လို့ကိုเจ้าနေတွေးတယ်မိုးသားတိမ်ရိပ်တည်းဆင်းလာနေပြီကိုเจ้าနေကငားဆိုလို့ဟုတ်တိပတ်တိမရသေးဘူးစကြက်ပြောင်းပြီးရှာပေမဲ့ငားတွေကလေတံမိုးတံကြားလို့လားမသိဘူးတကောင်းမှပွက်မလာသေးဘူးလေရိပ်မိုးရိပ်ကလည်းနေလေကြီးကလေးကမှုန်မိုင်းနေတော့တာကလားလေကြရင်တော့ငားရှာရခက်တော့မယ်သီးတဲ့များမိုးရောလေရောရက်ဆက်ရွာနေတော့သွားပြီကိုเจ้าနေကပလုံစီနေတဲ့ရေကရက်လေးပေါ်ကိုကွန်ကြီးအုပ်ချလိုက်တယ်ဘာငားမှတိုးပေါ်မရပါဘူးကွန်ကိုအသာရုပ်လိုက်တော့ရွှွနှစ်တွေနဲ့ငါးသေးငါးမွားတစ်ကောင်စားနှစ်ကောင်စားသာပါလာတယ်စိတ်ကလည်းမပါခံပြင်းတဲ့စိတ်ကလည်းဖြစ်နေဆိုတော့ခါတိုင်းကွန်ပြစ်တယ်လို့လက်မတွေ့ဘူးဒါနဲ့ပဲကဘာချီကမြတ်တော်ဆက်လှေချီပြီးဆေးထိုင်ဖွားနေလိုက်တယ်ဆေးဖွားရင်နဲ့မင်းညကစီပိုင်းနဲ့ငါးတွေကြောင်စဉ်းစားတယ်ငါးတွေဘယ်ရောက်သွားတယ်လဲဘသူလက်ချက်လဲဆိုတာရှေရှေဝေးဝေးစဉ်းစားနေစရာမလိုပါဘူးအိန္ဒြေပြက်နေတဲ့လှဆောင်ရဲ့မျက်နှာကတက်တိခမ်းနေပြီပဲဒီကောင်တီလောက်စိတ်ယုံမှမွေးလိမ့်မယ်လို့သူမထင်ခဲ့မိဘူးမင်းညတော့ကအရက်ဝိုင်းမှာစီပိုင်းနဲ့ငါးတွေရောင်းလိုက်ရင်သူကက်ဆက်ဝယ်နိုင်ပြီလို့ပြောလိုက်မိတာကသူ့အမှားပါဒီကိစ္စကိုဒင်းမရလှစိန်အောင်သိဖို့မရဘူးမိမလောက်တောင်စိတ်ထားမကောင်းတဲ့လှဆောင်ကိုလက်စားချေဖို့သာသူ့ကောင်းထဲမှာရှိနေတယ်သူစဉ်းစားနေတော့မှပဲမိုးဆက်မိုးမှုန်ကလေးတွေတဖွဲဖွဲကျလာတယ်ငါမရခြင်းနေလေမိမှတဲကိုမပြန်နိုင်ဖြစ်နေဒုက္ခဆိုပြီးကိုเจ้าနေလှေကိုပြန်လှော်ခဲ့တယ်မိုးလေကောင်းတာကသူတို့အတွက်မကောင်းဘူးမနေ့ပိုင်းကလေးအချိန်လူပြီးငါးရှာတာတောင်ဟင်းဖိုးကျွေးဘူးလေးမရခြင်းဘူးညနေပိုင်းမှာဆိုလေရပုံမှန်လာနေတော့တာစုထားတဲ့ကက်ဆက်ဖိုးကလေးကတဖြည်းဖြည်းနဲ့ပဲ့လာတယ်အခုတော့တောင်ကရုံးပေါ်ကတငါသေးလေးနှလုံးဟာမိုးဆက်မိုးမှုန်အောက်မှာပြပြဝစ်လို့ပါတောင်ပြင်တကွင်းလုံးဆိုးဆွနေတဲ့ကြားကတဲကလေးနှလုံးစီကမိခိုးငွေလေးတွေကတော့ဦးထွက်နေတော့မှာပဲကိုเจ้าနီဟိုဘက်တဲရကိုလှဆောင်တို့မြင်းတို့ကျွန်းရလို့တဲ့တော့ဘာလှလိုက်တာတော့တကယ်နေ့လေဈေးတန်းမှာလှစိန်ပြောနေတာကြားတာပဲတော်စမ်းမှာမိကြော့ရသူတို့ဟာသူတို့ဘာကြီးတွေရငါတော့အားမကြပါဘူးဒင်းတို့လိုရေးသားခိုးအချောင်လိုက်ကန်တိုက်သမားမဟုတ်ဘူးအေးเจ้าနီတို့ပွဲကြရင်တော့လမ်းမရွေးဘူးဆိုတာနင်သိထားကိုเจ้าနီကပြောဆိုထရံမှာထိုးထားတဲ့ဓမြောင်ကိုအိယာပြီးပြစ်တင်ရင်လှဲချလိုက်တယ်ဒီလိုဆိုတော့လဲမတ်ကြော့မျက်လုံးပြူးသွားတယ်ကိုเจ้าနီတော့လက်လွန်ချေလွန်တော့မလုံးနဲ့နော်ကျုပ်တို့မှတော့ပဲအားကိုးနေရတာကလေးတွေမျက်နှာလဲထောက်အောင်ကိုเจ้าနီကတော့ဘာမှပြန်မပြောတော့ပါဘူးမတ်ကြော့လဲစိတ်မသက်မသာနဲ့ပဲမိကွက်ကိုဖူးကနေမှုန်ငိမ့်ပစ်လိုက်တယ်အဲ့ဒီညကကိုเจ้าနီအရက်သွားမတော့ဘူးကိုလာဆောင်ကခေါ်တော့နေမကောင်းလို့ပါကွာလို့ပဲလေတံပျော့ပျော့လေးနဲ့ဖြေလိုက်တယ်ရင်ထဲကတော့ဒင်းကိုအစိမ့်လိုက်ဝါစာပစ်လိုက်ချင်းနေတာပါဟာလှဆိုင်ကြီးဒီမှာကိုကြီးစုံနေပါလားဟာမနဲ့မိုးလင်းလင်းချင်းတစ်ဖက်တဲကကိုလာဆောင်ရဲ့အော်တန်ကြီးကိုကြားလိုက်ရတယ်ကိုเจ้าနေကတော့အဲ့ရတွေကနေပြုံးနေလိုက်တယ်မကြောက်ကတော့မိမပြီးတဲအပြင်ထွက်ဆက်စုပြီးလှမ်းကြည့်လိုက်သေးတယ်ဟုတ်ပါရဲ့တော့မင်းညကျုပ်လှမ်းတော့အကောင်းကြီးပါဟင်းဓားရတော့ဓားရဒါတမင်သက်သက်ဓားနဲ့ထိုးခွဲပြီးဖျဲ့သွားတာရုံမာလိုက်တာတော့မကြော့အတော်အံ့ဩသွားတယ်သူတို့နေတဲ့လူမရောက်သူမရောက်တောင်ကရုံးလေးမှာတစ်ဖက်အတွင်ခိုးမှုနဲ့ဖြက်စီးမှုနှစ်ခုဖြစ်သွားတယ်မဟုတ်လားဒီတောင်ကရုံးဒီတဲလေးနှလုံးကိုဘယ်ကများလာပြီးဂျိုဆိုးထိုးနေပါလေဟိတ်မိကြော့နစ်လင်အောင်မကြော့ဖြက်ခနဲတုံသွားတယ်ကိုလာဆောင်ရဲ့ဒေါသမျက်နှာကြီးကိုကြည့်ရင်ကြောက်လာတယ်ကိုเจ้าနေကတဲကလေးတွေကနေအေးအေးဆေးဆေးပဲထွက်လာခဲ့တယ်ဘာဖြစ်လို့လဲလှဆောင်ရအမမင်းကမသိချင်အောင်ဆောင်လို့ငါ့ကုံကိုမင်းဖြက်စီးပစ်လိုက်တာမဟုတ်လားဒီလိုပြောလို့ဘယ်ရမလဲကွာမင်းမြင်လို့လားဟိတ်ကောင်ဒီတောင်ကလေးပေါ်မှာငါတို့တဲနှလုံးရှိတာမင်းမဟုတ်လို့ဘယ်သူဖြစ်မလဲကွာကိုเจ้าနေကမခန့်ပြုံးလိုက်တယ်အေးမင်းပြောတာဟုတ်သားပဲဒီတောင်ကလေးပေါ်မှာတို့တဲနှလုံးလေးပဲရှိတာအေးငါစီပိုင်းနဲ့ငါတွေပျောက်တယ်လေဒါစင်မင်းလက်ချက်ပေါ့သူတို့နှစ်ယောက်တယောက်ကိုတယောက်ဆူဆူဝါးဝါကြည့်ကြတယ်လက်သီးတွေကြစ်ကြစ်ပါအောင်စုပ်ရင်းမန်းဆောင်နေကြတာအကြာကြီး
မိန်းမတွေကကိုယ့်ယောက်ျားကိုကိုယ်ဆွဲဖို့ပြင်ကြတယ်ဒါပေမဲ့သူတို့ဆက်ပြီးတော့ရံမဖြစ်ကြပါဘူးအခုတော့ဒီတောင်ကရုံချင်းချင်းကလေးကိုပဲနှစ်ဦးသဘောတူစီးချလိုက်ကြပါပြီတောင်ရဲ့ဟိုဘက်စွန်းဒီဘက်စွန်းရေဆက်ဆက်မှာဝလုံးတိုင်တွေစိုက်ပြီးအလဲတဲ့တဲ့ကပလတ်စတစ်ကြိုးတန်းလိုက်ကြတယ်ကျိုးရမ်းပေါ်မှာကျွတ်အိတ်ကလေးတွေခြိထားတယ်လေတိုက်လိုက်တိုင်းတစ်ဖြက်ဖြက်ခါနေတဲ့ကျွတ်အိတ်ကလေးတွေဟာတချို့ကစုပ်ပြေးတောင်ကုန်ပါပြီကိုလာဆောင်လဲမြေနူကျွန်းတသီးစာမြေငှားရငွေကလေးနဲ့ကွန်အစ်စ်တစ်လက်ဝယ်လိုက်ရတယ်ကိုเจ้าနေရလဲပဲ့ပဲ့ထွက်သွားတဲ့ငွေကလေးအတွက်အစားရှာမဖြစ်နိုင်သေးဘူးအခုထိလဲဘသူမှကက်ဆက်တစ်လုံးမဝင်နိုင်သေးဘူးအဝေးကနေလှမ်းကြည့်ရင်တောင်ကရုံးလေးပေါ်မှာတဲနှလုံးအပြင်ကျွတ်အိတ်ကျိုးတန်းကလေးကိုပါမြင်ကြရမှာပါကလေးတွေကတော့ဘာနားလဲမှာတော့ကျိုးတန်းကိုကစားကစရာအောင်းမေ့ပြီးကျွတ်အိတ်တွေကိုတဖြန်းဖြန်းနဲ့ရိုက်ဆော့နေကြလေရဲ့မိန်းမတွေကတော့တယောက်ကအရှိဘက်ကန်းငါးသွားရောင်းရင်တယောက်ကနောက်ဘက်ကန်းကိုငါးသွားရောင်းနေကြပြီကိုเจ้าနေနဲ့ကိုလှဆောင်တို့ကတော့သူတို့တောင်ကရုံးလေးပေါ်နောက်ထပ်ဘလို့အမှုမျိုးဖြစ်လာအောင်မလဲဆိုတာစောင့်ကြည့်နေကြတော့ခါတိုင်းအရက်ထွက်တောက်ရင်တွဲတွဲတောက်နေကြလူနှစ်ယောက်တကွဲတပြားစီဖြစ်ကုန်တော့လူတွေကဘလို့ဖြစ်ကြတာလဲပေါ့တီတော့သူတို့အဖြေတွေကစီးဝါးပြိုင်ကြတာပါပြတယ်လေမသေးကြမရေရတဲ့မြစ်လေကျွန်းတောင်ကရုံးလေးပေါ်မှာစုတ်တီးစုတ်ချတဲကလေးနှလုံးနဲ့နေကြသူတွေကစီးပွားပြိုင်ကြတာလေဆိုတော့လူတွေကရေတယ်ပြိုင်ကျင်လို့သာပြိုင်နေကြတာပါလက်ထဲကွန်တလက်စီရှိနေကြပေမဲ့ရေထဲကငါးကလည်းတေးကြတာမဟုတ်ဘူးသူတို့နေတဲ့တောင်ကရုံးကလေးကလည်းမြစ်ရေမတိုးခင်သာတေးကြတာလေပြီးတော့အေယာဝတီမြစ်ကြီးကိုယ်တိုင်ကရောတေးကြရဲ့လားပလတ်စတစ်ကြိုးစီးချထားတဲ့တဲကလေးနှလုံးစီကတွန်တေးဆိုးအောင်တချင်းတန်လဲအခုထိမကြားရသေးဘူးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel ကိုလက်ခံ Subscribe လေးလုပ်ပေးပါအောင်နော်နှစ်သက်မိရင်လည်းတကယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မေတ္တာရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်